စားတယ်ဈေးပန်းကောင်းပေါ်မှာတင်ပင်မင်းပန်းပန်းဈေးရောင်ထွက်လို့ရှာကျွေးခဲ့တယ်ဟိုးငယ်ငယ်ကလေးဘဝမှာအမေကိုကြည့်ကတနာပူခဲ့တယ်နောက်တစ်ချိန်မှာအမေကျေးဇူးအထူးဆက်ရန်အတိတ်ထန်ခဲ့တယ်ဘဝလည်းဖောက်ထွေးခက်ခဲကြီးများစွာကြော်ဖြတ်တယ်လောကကြီးကိုရင်ဆိုင်ရှင်ပြိုင်နွယ်ရင်ကြိုးစားရင်းနဲ့အောင်မွေးရတယ်ဟိုးငယ်ငယ်စိတ်ကူးရှိတယ်လို့အမေကိုထားမယ်ကြည်နူးမိသေးတယ်ဒီချိန်မှာအမေလိုအရာအလုံးအကုန်ဖြည့်စည်းလို့ပြီးမယ်ခဲခဲလေးသမျှတဲရဲကြဖြစ်မျိုးနဲ့ကြုံနေရမစုံနိုင်တဲ့လမ်းရှောင်းလန်းသွားလို့ကျေးဇူးဆက်ခွင့်ဝေးခဲ့ရပါတယ်။အိုးအမေရဲ့အိုးအမေရဲ့ဘယ်လိုဖြစ်ရမှာလဲတကယ်မျက်ရည်မိုးဆွေအသေးလို့ကြွေပြီးကွယ်အမေတွေရီမှန်းပြူလို့ကုသိုလ်ကောင်းမှုအဆုသူတို့အတွက်အမြဝေပါတယ်ရောက်လေရာပုံဌာနကတာရုတာရုတာရုလို့ခေါ်ပါအမေရဲ့ဘဝလည်းဖောက်ထွေးခက်ခဲကြီးများစွာကြော်ဖြတ်တယ်လောကကြီးကိုရင်ဆိုင်ရှင်ပြိုင်နွယ်ရင်ကြိုးစားရင်းနဲ့အောင်မွေးရတယ်ဟိုးငယ်ငယ်စိတ်ကူးရှိတယ်လို့အမေကိုထားမယ်ကြည်နူးမိသေးတယ်ဒီချိန်မှာအမေလိုအရာအလုံးအကုန်ဖြည့်စည်းလို့ပြီးမယ်ခဲခဲလေးသမျှတဲရဲကြဖြစ်မျိုးနဲ့ကြုံနေရမစုံနိုင်တဲ့လမ်းရှောင်းလန်းသွားလို့ကျေးဇူးဆက်ခွင့်ဝေးခဲ့ရပါတယ်။အိုးအမေရဲ့အိုးအမေရဲ့ဘယ်လိုဖြစ်ရမှာလဲတကယ်မျက်ရည်မိုးဆွေအသေးလို့ကြွေပြီးကွယ်အမေတွေရီမှန်းပြူလို့ကုသိုလ်ကောင်းမှုအဆုသူတို့အတွက်အမြဝေပါတယ်